မိုးချုပ်ခါနီးအချိန်မှာမင်းမင်းနဲ့တငယ်ချင်းတစုဟာကရင်တောင်တန်းတွေကြားလမ်းမဝင်ခဲ့ကြပါတယ်။ဖုံးလိုင်းလည်းမမိလမ်းလည်းမသိတော့တဲ့အချိန်မှာတောင်ကြားတွေကမီးကိုတန်းလေးတစ်ခုကိုမြင်လိုက်ရတယ်။အဲ့ဒီနေရာဟာမြေပုံပေါ်မှာမရှိတဲ့ညောင်ပင်ကုန်းဆိုတဲ့ရွာဟောင်းတစ်ရွာဖြစ်နေမယ်ဆိုတာသူတို့မသိခဲ့ကြဘူး။ရွာအဝင်မှာရှေးဟောင်းကရင်ရိုးရာဝတ်စုံတွေဝတ်ထားတဲ့လူကြီးတစ်ယောက်ကစီးကြိုတယ်။သူ့မျက်လုံးတွေကဖြူဖြော့နေပြီးစကားပြောရင်လေချောင်းတွေကတကူကူနဲ့အတန်ထွက်နေတယ်။ဒီညတော့ဒီမှာပဲအိတ်ကြ။ဒါပေမဲ့ညတန်းကောင်ကြော်ရင်အိမ်တခါဘယ်တော့မှမဖွင့်နဲ့လို့သူကတတိပေးလိုက်တယ်။သူတို့အိတ်ရတဲ့အိမ်ကတစ်သားအိမ်အိုးကြီးပါ။အိမ်ရဲ့ထောင်တိုင်းမှာအနီရောင်စာတန်းတွေရေးထားတဲ့အင်းစာရွက်တွေကတ်ထားတယ်။မိမိဟာစူးစမ်းခြင်းစိတ်နဲ့အိမ်အောက်ကိုငုံကြည့်လိုက်တဲ့အခါမြေကြီးထဲမှာလူအယိုးစုတွေနဲ့သွေးတွေစုံနေတဲ့အယုံမလေးတစ်ယောက်ကိုတွေ့လိုက်ရပြီးကြောက်စိတ်ကစတင်ဝင်ရောက်လာတယ်။ည12နာရီတီမှာရွာတရွာလုံးခွေးဟောင်တန်တွေစုညံသွားပါတယ်။ခဏအကြာမှာတော့အိမ်တကားကိုတယောက်ကလာခောက်တယ်။ဒါတော့အပြင်မှာအရန်အေးတယ်။တကားလေးဖွင့်ပြီးပါဦးဆိုတဲ့အတန်ကမင်းမင်းရဲ့အမိအတန်နဲ့တထိတာလေးတူနေတာကြောင့်အားလုံးအားသိသွားကြတယ်။တငယ်ချင်းဖြစ်သူဆိုင်ကအတန်ကိုကြားပြီးရောင်ရောင်မားမားနဲ့တကားကိုသွားဖွင့်လိုက်ပါတယ်။တကားပွင့်သွားတဲ့ခဏမှာပဲအပြင်မှာအမေရှိမနေပဲခေါင်းမပါတဲ့ကိုလုံးတီတရေမှတကောင်ကဆိုင်ရဲ့လေပင်ကိုညှစ်ပြီးအမောင်လေးကိုဆွဲခေါ်သွားပါတော့တယ်။ကြံကြီးတဲ့သူတွေဟာကြောက်လန့်တကြားနဲ့အိမ်ပြင်ကိုပြေးထွက်ခဲ့ကြတယ်။ရွာလေမှာတော့အစောကလူကြီးဟာမီးပုံကြီးပေးမှထိုင်နေပြီးဂါထာတွေရွတ်နေတာကိုတွေ့ရတယ်။မင်းတို့တငယ်ချင်းကိုငါတို့ရွာဆောင်တဲ့အတွက်ရစ်ပူဇော်လိုက်ပြီလို့သူကတဟားဟားရင်ပြောလိုက်တယ်။မင်းတို့ဟာတော်တဲ့ကိုကုံယုံပြေးကြပါတယ်။ဒါပေမဲ့ပြေးလေးရွာလေးကမီးပုံကြီးနားကိုပဲပြန်ရောက်နေလိမ့်ပါမယ်။ဒါဟာမြေလျှောက်ဝိတ်စာအောက်လန်းနီးနဲ့သူတို့ကိုလမ်းမအောင်ပိတ်ဆို့ထားတာမှသူတို့သိလိုက်ရတယ်။မင်းရဲ့အိမ်ထဲမှာပါလာတဲ့ရိုးရာဓားမြောင်လေးကိုတတိယသွားပါတယ်။အဲ့ဒီဓားဟာဖုံးကြီးတစ်ပါးစီကရထားတဲ့အထက်လန်းတက်စီးထားတဲ့ဓားပါ။မင်းဟာဓားကိုကင်ပြီးမတရားတဲ့အောက်လန်းပညာတွေပြက်စီးပါစေလို့ဆူတောင်းပြီးမြေကြီးတဲ့ကိုထိုးဆိုင်လိုက်တယ်။မြေကြီးတဲ့ကနေပွေးတွေပန်းထွက်လာပြီးရွာတရွာလုံးတုန်ခါသွားပါတယ်။အစိုးကအောက်လန်းဆရာကြီးကတွေးအံပြီးလဲကျသွားတယ်။ပဝင်းချင်းကမြူတွေလွင့်စင်သွားပြီးလမ်းအမှန်ကိုပြန်မြင်လိုက်ရပါတယ်။သူတို့ဟာနောက်ကိုလှည့်မကြည့်ပဲအသက်လူပြေးကြပါတော့တယ်။မနက်လင်းလို့မြို့ပေါ်ပြန်ရောက်တဲ့အခါဆိုင်ဟာသူတို့နဲ့အတူပါမလာခဲ့ပါ။ဒါပေမဲ့မင်းအိမ်ပြန်ရောက်တဲ့အခါမှန်ထဲမှာသူ့ရဲ့ပုံရိပ်ကိုကြည့်လိုက်တော့သူ့လေပင်မှာဆိုင်ရဲ့လက်ပွေရတွေထင်ကျန်နေတာကိုတွေ့လိုက်ရတယ်။နောက်ပြီးသူ့နားထဲမှာငါတို့ပြန်လာခဲ့မယ်ဆိုတဲ့တီးရိုးတန်ကိုကြားလိုက်ရပါတော့တယ်